တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့အတွင်းမှာစိတ်ကူးသစ်တွေအကြံဉာဏ်သစ်တွေကိုဒီအချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မက်သစ်တွေကိုရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့အနေအထားရှိသလိုရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်းရှင်းဆွဲနေထားနေပုံမြင့်သောဘဝခြေနေတစ်ခုသောပြောင်းလဲတိုးတက်ခြင်းမိမိလိုလားချက်ဆန္ဒရည်ရွယ်ချက်တို့ကိုအပင်ပန်းခံ၍ဆောင်ရွက်ရမှကောင်းသောအကျိုးဖြင့်ရရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ကောင်းသောကံတွေပွင့်ပါတယ်ဒါပေမဲ့နေ့မှာအနောက်ရက်ကိုတည်သွားစေအနည်းရရှိတတ်ပါတယ်နေ့တနိုင်ခွဲနဲ့3နိုင်ကြာအသွားလာကြည့်ဆက်ရမှာပေါ့16ရက်နေ့ကတော့အတိုက်ခံနေကြတဲ့ဖြတ်သန်းမယ်အခက်အခဲတွေထိတ်တဲ့ရင်ဆိုင်ပြီးနောက်ဆုံးပိတ်ကြမှာကက်ရသားလေးအညံ့ဆွတ်နေလက်တလုံးကြားလေးလွတ်မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်18ရက်နေ့မှာတော့ထူးခြားတဲ့ကံမြမမှုနဲ့တိုးတက်မှုတွေရှိတယ်လိုရာပြည့်စုံမဲ့ငွေကြေးကံဘဝကံတိုးတက်ခြင်းကိုကြုံမယ်18ရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ကံကောင်းမယ်ဒါပေမဲ့နေ့မှာမတော်တဆနေယူဆိုင်ရမယ်အရှင်းမြောက်ရက်ကိုတည်သွားစဉ်အနေရှိတဲ့မနေ့အစောကြီး4နိုင်ခွဲရနေ6နိုင်ကြာညနေ4နိုင်ခွဲနဲ့ညနေ6နိုင်ကြာတွေမှာမတော်တဆအနေတွေလွှမ်းမိုးနေတဲ့နေ့တစ်ခုပေါ့19ရက်နေ့မှာတော့ရံပฏิဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲတွေနဲ့ထိတ်တိုက်တွေ့မယ်20ရက်နေ့မှာတော့အလုံးစုံစင်ပြေအောင်ဆောင်ရွက်နိုင်တဲ့ကံခြေနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကိုရရှိသွားတယ်ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်ပါတယ်နံပါတ်1 9 9 ကနန်းနေအကျိုးပေးတာပါအဝါရောင်လေးမော်ရောင်ရွှေရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြင့်သုံးဆွဲရမှာဖြစ်ပါတယ်ကောင်းသောကံကြမ္မာများရစေရဝါရောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025 March 15ရက်ကနေ21ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပားသူနဲ့မတူတချို့ကြားရတွေမှာစန့်ကျင်ဘက်တော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည်တပားသူနဲ့အငင်းခုန်ဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာသူတပားနောက်လိုက်ခြင်းတပားသူလှုပ်ထုံးလုံနေတဲ့လှုပ်ခြင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်မတန်ကောင်းလိမ့်မယ်ကိုယ့်ရဲ့အတွေးခေါ်တွေရှင်းချက်နေတယ်အတွေးမြင်တွေရှုထောင့်တွေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှများအောင်မြင်မယ်ကာလရှည်ကြာစ조사အားထုတ်ထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားကောင်းကိုကျုံနေတယ်15ရက်နေ့မှာအပြိုင်ဆိုင်နေကြတဲ့တိုးတက်မှုကိုရရှိမယ်အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေနေရှိတဲ့တာရောကျူးဆက်ရမယ်နေ့တနိုင်ခွဲနဲ့3နိုင်ကြာသွားလာကျူးဆက်ရမယ်16ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအလုံးကျော်လွှားခြင်းရှင်းမှန်းချက်အောင်မြင်ခြင်းတို့ကိုကြုံမယ်18ရက်နေ့မှာအပြိုင်ဆိုင်ကြတိုးတက်မယ်အခက်ခဲအလုံးကိုကျော်လွှားမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်18ရက်နေ့အဲ့ဒီနေ့မှာ
ဥတီချက်သစ်နဲ့လောကံခြင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကိုရှေ့တိုးလို့အကျိုးရှိလိမ့်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှာအရှင်းမြောက်ရက်ကိုဒီသောဇန်နေရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့6နိုင်ကြာညနေ၄နိုင်ခွဲနဲ့6နိုင်ကြာတွေမှာအသွားလာနေထိုင်အထူးပြုပြီးကြဆံမယ်19ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံတွေပေါ်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်20ရက်နေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အကြံသစ်တွေကိုကောင်းထဲပေါ်နိုင်တဲ့ဘဝတက်လန်းဖွင့်မယ်21ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာကောင်းခြင်းကြိုးပေးခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေကြောင့်စိတ်နှောက်ရှက်ဖြစ်တယ်နှစ်ခွန်ကိုယ်ကနန်ကျိုးပေးတယ်အဖြူအစိမ်းမီကိုအပြာတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ပွင့်ပွင့်ဘုရားတင်ကတ်လူပြီးအလိုရှိရာဆုတောင်းမှာဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာရံများမယ်တိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မှန်းတာနဲ့လက်တွေ့ကွာဟမယ်ငကိုစီစဉ်ထားတာမဖြစ်ဘူးစက်ပစ္စည်းတွေဒီချိန်သွားမွေနဲ့လက်ထဲရောက်ပြီးမှပြက်သွားမယ်ပစ္စည်းမလောင်တဲ့ဈေးမကစားနဲ့လက်ထဲပစ္စည်းရောက်ပြီးမှဈေးကျဆင်းသွားတတ်တယ်လုံးလက်စအနေထားပဲထိပြီးရှေ့တို့လို့ပါသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းတွေဖြစ်တတ်တယ်ကိုယ်အကြံစီသူများမပြောရအောင်ကိုလုံနေတဲ့လမ်းကြောင်းတွေသူများလမ်းမပြရအောင်ကိုယ့်အကိုပဲအေးချမ်းချမ်းလှုပ်သွားပါပြုံးဝဲစွာစနစ်တကျလုပ်နိုင်လေအကျိုးပေးလေသို့သို့သိသိလုပ်နိုင်လေအကျိုးပေးလေဖြစ်မယ်အတိုက်ခံတွေအလုံးကိုကြော်ပြီးတော့လိုပြည့်စုံခြင်းကိုကြိုးနိုင်တယ်ဒါပေမဲ့15ရက်နေ့ကတော့ရံပြဿနာတွေနဲ့ထိတ်တိုက်တွေ့ရတတ်တယ်အသွားလာနေတယ်လေဂရုစိုက်ရမှာအဲ့ဒီအနောက်ရသွားစရာနေတွေရှိတတ်တယ်မတော်တဆနေတွေရှိနေတယ်အထူးသဖြင့်နေ့တနိုင်ခွဲနဲ့3နိုင်ကြာသွားလာဂရုစိုက်မယ်16ရက်နေ့ကသစ္စာဖောက်တဲ့သူတွေနဲ့တွေ့တယ်စကားမတီးတဲ့သူတွေနဲ့တွေ့တယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့တယ်အဆုံးသတ်ခံဒီမှာနှောက်ယှက်ရှိတတ်တယ်19ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိတယ်ရီမန်းချက်အောင်မြင်မဲ့ခက်ခဲကျော်လာပြီးတော့လိုရာပြည့်စုံမဲ့18ရက်နေ့ရန်ကြားတွေကတက်လန်းပေါ်မဲ့ရန်နောက်ဆက်တွေနဲ့ရန်ပြဿနာဟောင်းတွေပြန်လဲဖြေရှင်းရတယ်မယိုးမသားလုပ်တဲ့သူတွေနဲ့တွေ့တတ်တယ်အဲ့ဒီနေ့မှာပဲမတော်တဆညရဲ့ဂရုစိုက်ရမယ်အရှိမြောက်ရက်ကိုသွားစရာနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာညနေ4နိုင်ခွဲနဲ့6နိုင်ကြာအသွားလန်တွေထိုင်ကြည့်ဆက်ရမယ်19ရက်နေ့မှာတော့အလုံးစုံကန်တက်တယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိမယ်20ရက်နေ့ကတော့ရံပတိဘက်ကတွေကိုကြော်ပြီးလိုရာပြည့်စုံခြင်း21ရက်နေ့ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကထူးခြားစွာတိုးတက်ခြင်းနဲ့အရာရာဆင်ပြေခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့နိုင်ပါတယ်ဒီကာလအတော်တွင်မှာကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်တယ်အပြာရောင်ပန်းရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးမှ36ကိုကနန်းတွေကိုသုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာနဲ့အစဉ်ပြေမှုများရစေဖို့အတွက်နေဧကန်ထဲမှာရှိတဲ့ထိုင်ကုန်ချို့ပရိဘောဂအချို့နေရာရွှေ့ရှားလိုက်ပါထူးခြားတဲ့ကံတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ
21ရက်နေ့တော်တွင်အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်ရန်တိုက်ခဏနေနဲ့လည်းထိတ်တိုက်တွေ့မယ်ပညာရေးကိုဆောင်ရွက်သူများထုံးနှုတ်ပပထိတ်တန်းကအောင်မြင်နိုင်တယ်အိမ်မှာပညာရှာသူတွေရှိရင်လည်းစံဝဲဖြေသူတွေရှိရင်သူတို့အောင်မြင်လိမ့်မယ်ဒီရက်အတွင်းမှာအာမခန္ဓာတောင်းယူတာမလုပ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်လောဘစိတ်နဲ့လုပ်တဲ့ကိစ္စမှန်သမျှဘာမှအဆင်မပြေဘူးတရားစိတ်နဲ့ငွေကြေးအကျိုးမြတ်မရရင်နေလုပ်မယ်ဆိုတဲ့ကိစ္စတွေကထူးခြားခြားအဆင်ပြေသွားမှာအာမခန္ဓာမလုပ်ရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာလုံးဝမလုပ်ရအောင်15ရက်နေ့ကပြဿနာတွေအများကြီးရှိတယ်စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံတွေနဲ့ထိတိုက်တွေ့မယ်16ရက်နေ့ကတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့မယ်ဒါပေမဲ့မေတ္တာရေးရကံကောင်းခြင်းနဲ့စမ်းပွင့်ခြင်းကံတွေကလည်းဖြစ်ထွန်းနေတယ်19ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတက်လန်းပေါ်မယ်ရည်မှန်းချက်အောင်မြင်မယ်18ရက်နေ့အဲဒီနေ့မှာရန်တိုက်ခံတွေများတတ်တယ်စိတ်ပင်ပန်းသူပင်ပန်းနေဖြစ်တတ်တယ်ပြီးမှငွေကြေးကံလုပ်ငန်းကတက်လန်းနေပေါ်မယ်19ရက်နေ့ကသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်20ရက်နေ့မှာလမ်းသစ်ထွင်ပြီးလောက်တာကျိုးပေးတယ်ရည်မှန်းချက်တွေအောင်မြင်မယ်21ရက်နေ့ကရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်သတိထားမှာ15ရက်နေ့အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေအနေရှိတတ်တာသတိထားမယ်နေ့တန်တိုင်ခွဲနဲ့ညနေ3နိုင်ကြာ18ရက်နေ့မှာတခါရှေ့မြောက်ရက်ကိုတည်သွားစေနေဖြစ်တတ်တယ်အဲ့ဒီနေ့မနေ့4နိုင်ခွဲနဲ့ညမနေ့6နိုင်ကြာမှာသွားလာနေထိုင်ယူဆက်ရမယ်ဒီကာလတစ်လျှောက်လုံးတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့သောကြာနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ယှက်များတတ်တယ်9-3ခုကနန်းတွေကျိုးပေးတယ်ဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်ကိုပိုက်ဆံ1000တန်တွဲကိုမွေးနှံသာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်ဇာသပတိနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ15ရက်နေ့ကနေစပြီးတော့မတ်21တော်တွင်ကာလဟာအချမ်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလိုမိမိဆန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍အထူးကောင်းတဲ့ကာလလည်းဖြစ်တဲ့အပြိုင်ဆိုင်တွေအလုံးကိုကျော်လွှားအောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှိပညာတိုးတက်မယ်စံဝဲဖြည့်သူတွေရှိထိတ်တန်းကအောင်မြင်လိမ့်မယ်ကိုယ်တိုင်လည်းပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြစ်စွာရနိုင်တဲ့အနေအထားနဲ့ဘဝအဆင့်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်15ရက်နေ့အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှုတွေဂရုစိုက်ရမယ်အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေ့တနိုင်ခွဲနဲ့3နိုင်ကြာသွားလာဂရုစိုက်ရမယ်16ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ခဲခဲလုံးကိုကြော်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့နိုင်တယ်18ရက်နေ့ရည်မှန်းချက်မှန်သမျှအောင်မြင်မယ်ဒါပေမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်လူယုံထားလို့မရဘူး18ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြင်မာမှုကိုရမယ်ဥတီချက်သစ်နဲ့လုပ်ငန်းသစ်တွေကိုရှေ့တိုးလုပ်၍အစစ်မြင့်တဲ့ဘဝနေထားနဲ့တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရနိုင်မယ်ဝေကြီးကံကောင်းမယ်ဘဝတိုးတက်မယ်မတော်တဆထိခိုက်မှန်တွေဂရုစိုက်ရမယ်ရှင်းမြောင်းရက်ကိုတည်သွားစေရနေဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်အတွင်းသွားလာဂရုစိုက်ရမယ်19ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်ရည်မှန်းထားသည့်များလက်တွေ့ကောင်းတဲ့ပေါ်အောင်မြင်ခြင်းရဲ့ကံကြမ္မာကိုကြုံမယ်20ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်21ရက်နေ့မှာရာတိုက်ခဏနေနဲ့ရှင်ပြီးမှလောက်ရတဲ့အနေထားကိုကြုံလိမ့်မယ်တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တယ်နှစ်3 9ကနန်းတွေကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့လိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူသုံးဝင့်တင်၍လိုရာသနာပြုခြင်းဖြင့်
လိုရာကိစ္စတို့အောင်မြင်နိုင်တဲ့အနေထားကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်သောကြာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင်ပြိုင်မှုတွေမှာအောင်မြင်မဲ့အနေထားအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုယ်နဲ့ကိုယ်ဝန်းကျင်တွင်ရှိမယ်ကာလရှည်ကြာစီးပူးလောက်ခဲ့ထားတဲ့လုပ်တွေကိုလက်တွေ့ကောက်တဲ့ပေါ်ပြီးကောင်းသောရလဒ်ကိုခံစားနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တာတွေဆင်ပြေမယ်စိုးရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလတွေဖြစ်တယ်15ရက်နေ့ကစိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ကြုံပြီးအောင်မြင်မယ်မတော်တဆထိရှမှုယူဆရမယ်အပျော်လင်လို့အန္တရာယ်ဖြစ်တတ်တယ်အသွားလာယူဆရမယ်အနောက်ရောက်ကိုဒီသွားစရာနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့3နိုင်ကြာသတိထားရမယ်16ရက်နေ့စကားမတည်တဲ့သူတွေတွေ့မယ်သစ္စာဖောက်တဲ့သူစကားရှိတစ်မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့19ရက်နေ့မှာမထင်မဲငွေဝယ်မဲမရည်ရွယ်ပဲလိုရာအောင်မြင်မဲလလဘာကံဘဝကံတိုးတက်မဲ18ရက်နေ့ကတော့ရန်နေများနေတယ်ပဋိပက္ခတွေရှိနိုင်တယ်မတော်တဆနဲ့ဂရုစိုက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောက်ရက်ကိုဒီသွားစရာနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြညနေမှလည်းညနေ4နိုင်ခွဲနဲ့ညနေ6နိုင်ကြအသွားလာဂရုစိုက်19ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့စိတ်ကူးသစ်တွေဟာထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်တဲ့ပေါ်ရင်လည်းအောင်မြင်လိမ့်မယ်အဲ့ဒီနေ့ကလုံးသမျှကြံစီသမျှအောင်မြင်မှာ20ရက်နေ့ကရက်တန်တဲ့လူတွေပြန်လဲစတင်နိုင်တယ်မတွေ့ဘူးထင်တဲ့သူတွေပြန်တွေ့မယ်မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လဲတွေ့မယ်ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရလဲထူးခြားတဲ့သတင်းတွေရလာနိုင်တယ်21ရက်နေ့ကတော့အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေတည်ရှိနေတဲ့နေ့တစ်ခုဖြစ်တယ်တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်156ကနန်းအကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါနှင်းစီပန်းပန်းရောင်လေးဖျားကတ်လူပြီးလိုရာဆူတောင်းပြည့်လိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်15ရက်နေ့ကနေ21ရက်နေ့တော်တွင်ကာလလလဘကောင်းမယ်ငွေကြေးကံကောင်းမယ်အခက်ခဲတွေအားလုံးကျော်လွှားပြီးတော့ဘဝတလန်ကံတလန်တွေဖန်တီးနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့ခြင်းတို့ရဲ့ကောင်းသောကြိုးစားရမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ကြာမတူသောသဘာဝတွေရှိတဲ့ကစားကိုယ်ဆန္ဒနဲ့ကိုယ်သာရှေ့တိုးလုပ်ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မတိုးတက်ပြီးတော့အောင်မြင်သွားတဲ့အနေအထားတွေကိုအထင်ရှားရရှိမှာပါ15ရက်နေ့ကတော့တော်ကိုကောင်းတယ်အခက်ခဲကြတဲ့တိုးတက်မယ်ဒါပေမဲ့မတော်ဆအနေကိုဂရုစိုက်ရမယ်နောက်ရက်ကုန်တည်သွားစရာနေရှိတတ်တယ်နေတနိုင်ခွဲနဲ့3နိုင်ကြာသွားလာဂရုစိုက်ရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲချော်ဖြစ်မယ်တပားသူဂရိပြတ်တယ်ကိုယ်မှလည်းစီစဉ်တာလွဲတယ်19ရက်နေ့မှာမထင်မဲ့လို့တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးရာဆင်ပြေမယ်18ရက်နေ့မှာရန်တိုက်ခံတွေနဲ့တွေ့တတ်တဲ့မတော်ဆနဲ့ဂရုစိုက်ရမယ်အသွားလာနေထိုင်ဂရုစိုက်ရမယ်အရှင်းမြောက်ရက်ကုန်တည်သွားစေနေဖြစ်တတ်တယ်အထူးသဖြင့်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာအသွားလာဂရုစိုက်ရမှာပေါ့19ရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်20ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲသောကိစ္စများကျော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင်ခြင်းနဲ့စမ်းမြင်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိတတ်ပါတယ်ရှစ်ခွန်ကိုကနန်းတွေကျိုးပေးပါတယ်
အပြာရင့်ရောင်မိကိုရောင်နှက်ပြောင်တွေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှရှိတဲ့အသက်အရွယ်ကြီးရင့်သူတို့ကိုစေဝဒါနပြုပါကျေးဇူးတင်ပါတယ်။